ပတ်သက်သမျှလူတွေဟာအတ္တကြီးတဲ့သူဖြစ်နေတဲ့အခါကိုကပေးဆက်သူတတ်ပဲဖြစ်နေရတာလေကြုံလိမ့်မယ်တသန္တရာလုံးမှာလူတွေဟာမတွေ့ခဲ့ကြတာတွေရှားတယ်တွေ့ဘူးခဲ့ကြတဲ့သူတွေကြီးပဲအဲ့ဒီတွေ့ဘူးတဲ့သူတွေလာကြုံနေကြတာလူမှုရေးနဲ့ကြုံမယ်စီးပွားရေးနဲ့ကြုံမယ်ခလုတ်တိုက်ကြုံမယ်ခဏတာကြုံမယ်တသက်တာကြုံမယ်ဆိုတော့ကြုံတဲ့သူတွေကအရင်တော့ကလည်းကြုံခဲ့ဘူးတဲ့သူတွေကြီးပဲအခုကိုယ်စီကနေယူသွားတဲ့သူတွေကိုယ်စီကခိုးသွားတဲ့သူတွေကိုယ့်အပေါ်မှာအနိုင်ကျင့်ပြီးယူသွားတဲ့သူတွေအဲ့ဒါတွေကအရင်တော့ကသူတို့အယူခံရတဲ့သူတွေကိုကသူတို့စီကယူခဲ့တာတွေဖြစ်ဖို့အလားလာများတယ်အဲ့လိုယူခဲ့တာတွေကိုဒီဘဝမှာပြန်ပေးဆက်ပြီဒီဘဝမှာလည်းကိုကနာကြီးကိုကကြီးပဲပေးနေရတာကိုကကြီးပဲခံနေရတော့နောင်နေငါတို့မခံရပါစေနဲ့နင်လည်းပြန်ခံရပါစေဆိုတဲ့ဆူတောင်းများတောင်းမိရင်ကိုကတောင်းတဲ့သူပြန်ဖြစ်သွားပြီ तू ကပေးတဲ့သူပြန်ဖြစ်အဲ့ဒီမှာတန်တရာမပြတ်နိုင်ဘူးဒုက္ခတွေမကုန်နိုင်ဘူးအဲ့ဒါကိုပဲတန်တရာဝစ်စင်းရဲလို့ခေါ်တာဒါကြောင့်ဝစ်ပြတ်ပါစေလို့ဆူတောင်းပြီးတော့အတုံအလဲတွေလည်းဘာမှမရှိစေတော့ဘဲနဲ့နောက်ထပ်အညို့အတေးတွေလည်းဘာမှမထားပဲဘာဆူတောင်းမှလည်းတောင်းမနေတော့ဘဲနဲ့ကိုယ့်အလုပ်ကိုလုပ်ကိုယ့်အကျွေးကိုကြေအောင်ဆက်ကိုယ့်ကုသိုလ်တွေကိုပြည့်အောင်ဖြည့်ရင်းဖြင့်ဝတ်ပြတ်ပါစေဖေဟာလို့ဆူတောင်းပြီးသွားတာဟာအကောင်းဆုံးနည်းလမ်းပဲလို့ပြောချင်တာ